င်္ဂလာပါကိုချစ်လောက်ကန်ရှောက်ပွေးရရင်ပြပပြည်သူများကိုနှုတ်ဆက်ကတဝက်ပြုလိုက်ပါတယ်နှုတ်ဆက်ကတဝက်ပြုလိုက်ပါတယ်ဒီ site လေးရအဖြစ်နော် site လေးဆိုလို့ချင်းဒီ site ကိုကိုက်နိုင်တဲ့တတိယသဘောကောင်းနေတတိယစနည်းရတဲ့သဘောကောင်းပါတယ်ခုဒီ site လေးမှာဟောနော်ကျွန်တော်အလုပ်ကိုလာလုပ်တာဖြစ်ပါတယ်ဒီ site လေးကတော့ဒါတွေကကျွန်တော်တို့လုပ်ထားတဲ့လက်ရလေးပါနော်ဒီကမျက်နှာကျက်ပေါ့မျက်နှာကျက်စီးတုတ်တယ်ဒီမှာပတိရိုက်စီးတုတ်ပေါ့နော်ဒီကောင်ကြောကြည်ပြခင်မှာပါဗျာဒါလေးကတော့ကြည်ပြခင်မှာပါဒီမှာတော့မနေ့ကတော့အခန်းစည်းလေးတော့ထည့်ထားတာပါဗျာနော်မပြေးသေးပါဘူးခန်းစည်းလေးထည့်ထားတာပါဒါတော့နော်မနေ့အရင်ကျွန်တော်လှုပ်ထားတဲ့ကျွန်တော်လောက်ကွက်လေးတွေပေါ့နော်ဒါလေးကတော့ဒါပကားစည်းတော့ထည့်ပါပြီနော်ပကားစည်းတော့ထည့်ပါပြီဒါကတော့ဘယ်လိုခေါ်မလဲစီကြီးထည့်ပါပြီပေါ့နော်ဒီဟာလေးပါကျွန်တော်တို့ပတိရိုက်စီးတုတ်မှာဖြစ်ပါတယ်ပတိရိုက်စီးတုတ်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒါမလိမ္မာဘူးဗျာကျွန်တော်တို့ကိုယ်တိုင်လှုပ်ထားတဲ့လောက်ကွက်လေးတွေပါဗျာဒီမှာဆိုလို့ရှိရင်ဒီဆောင်းလို့ရေးဆိုင်မှာဆိုရင်ဒီဆောင်းရေးဆိုင်မှာဆိုရင်ကျွန်တော်တို့အားလုံးပေါ့နော်ညီတို့ကိုလို့နေကြတဲ့လူတွေပါပဲဒီမှာကြည့်နော်ကျွန်တော်လိမ့်နေညာတာမရှိပါဘူးဒါဆိုကျွန်တော်တို့ခုလုပ်နေတဲ့တိုက်ပါနော်ဆောင်းလေးပါဒါကျွန်တော်ခုလက်ရှိလုပ်တဲ့အဆောင်ဦးပါဗျာနော်ဒါလက်ရှိကျွန်တော်ကိုယ်တိုင်ရလဲရတဲ့အလုပ်လေးတွေကိုနော်လိုက်လုပ်တယ်ဆိုတာလဲတမင်မဟုတ်ပါဘူးဒုတိယကိုအလုပ်ရဖို့အတွက်သင်မဲ့ခါကြရင်လေစိုက်ရဲ့နေထားသိဖို့လိုပါတယ်တတိယရဲ့သဘောထားလဲသိဖို့လိုပါတယ်နော်တတိယရဲ့သဘောထားသိဖို့လိုပါတယ်စိုက်ကင်နဲ့နော်တတိယရဲ့သဘောထားသိဖို့လိုတယ်လို့လုပ်ဖို့ကင်ဖက်သူတွေရဲ့စိတ်နေသဘောထားလဲသိဖို့လိုပါတယ်အရင်ဆုံးကျွန်တော်ကိုချစ်လောက်ကန်ရှောက်ပြီးရကျွန်တော်ကိုချစ်ကိုယ်တိုင်အလုပ်လေးအရင်ဆုံးလိုက်လုပ်ပါတယ်နော်ကိုချစ်လောက်ကန်ရှောက်ပြီးရရင်တော့အလုပ်လေးလုပ်ပြီးတော့ကြံတော့မိလေးတွေလုပ်လို့တဲ့နော် CDN တွေ Special ပြည်သူတွေဒုက္ခရောက်နေကြတဲ့နော်ပြည်သူတွေအားလုံးပေါ့နော်လုပ်ရရှိအတွက်ကျွန်တော်ကိုယ်တိုင်အလုပ်ကိုအရင်ဆုံးလုပ်တယ်ကောင်းပေါ့နော်ဆိုတာကောင်းတော့ပေါ့နော်ပတ်စံမှန်တာစာရအရင်ဆုံးလုပ်ကြည့်ပြီးတော့ကောင်းတယ်ဆိုမှကျွန်တော်ထည့်ပါတယ်တောင်းရင်မှုတောင်းရင်ခံမှုတွေလုပ်ပြီးပါတယ်မိတို့ပေါ်မှာအလုပ်သွင်းတာနဲ့လုပ်သွင်းတာနဲ့ပတ်သက်ပြီးတော့ပတ်စံတစ်ချက်တစ်ပြားကျွန်တော်မယူပါဘူးအခါမဲ့နော်အလုပ်ရရှိတော့လိုက်ကူညီပြီးတာပါအလုပ်ရပြီးတော့ဘောနော်တထေးနဲ့နော်အလုပ်သူဘောနော်နှုတ်တစ်ဖက်ဆင်ပြေပဲရပါပြီဗျာသူတို့နှစ်ယောက်နှုတ်တစ်ဖက်ဆင်ပြေရပါပြီနော်ဒီကကျွန်တော်တို့နော် CDN နဲ့စစ်ပေးဆောင်ပြည်သူတွေဒုက္ခသည်တွေပေါ့နော်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေစစ်မှုထမ်းရှောင်တွေပေါ့နော်စာရရဖြစ်အဲ့ဒါလေးအကုန်လုံးအလုပ်ရရှိသူကျွန်တော်လိုက်လုပ်ပြီးတာဖြစ်ပါတယ်မိသူပေါ်မှာပတ်စံတကြတယ်ဗျာကျွန်တော်မယူပါဘူးเนาะအခမဲ့လိုက်ကူညီပေးတာပါအခုဆိုရင် CDN တွေတော်တော်များများကထိုင်းနိုင်ငံမှာဒုက္ခရောက်တာတွေအများကြီးရှိပါတယ်အဲ့ဒီအတွက်သူတို့လေးတွေစာရေးတော်ကြီးနေထိုင်ရေးရှည်ပေါ့ဗျာစာရေးတော်ကြီးနေထိုင်ရေးစင်ပြေအောင်လို့လိုက်လုပ်ပေးတာပါ CDN တော်တော်များများတယ်သူတို့နေထိုင်တဲ့ CDN တော်တော်များများတယ်เนาะထိုင်းနိုင်ငံမှာဒုက္ခရောက်တာတွေရှိပါတယ်စာဖို့နေစင်ပြေတာလို့ထောက်ပံ့မှုတွေမရတာတွေရှိပါတယ်တချို့ကြတော့ပေါ့နော်အဲ့လိုထောက်ပံ့မှုလေးတွေပြေဝမရရှိတာလေးရှိပါအဲ့အတွက်သူစာရေးတော်ကြီးနေထိုင်စင်ပြေအောင်လို့ရေးစီစာရေးတော်ကြီးနေထိုင်စင်ပြေအောင်လို့ကျွန်တော်အလုပ်တွေလိုက်ရှာပြရပါကိုချစ်လောက်ကရှာဖို့ရကျွန်တော်ကိုချစ်ပါဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လုပ်ငန်းကူညီပေးတဲ့လူရောလုပ်ငန်းပေးတဲ့လူတွေရောနော်ကျွန်တော်သွင်းပြီးတော့အလုပ်ကြိုးစားလုပ်တဲ့ညီငယ်တွေကစညီမငယ်တွေရောအားလုံးနော်ကျေးဇူးအထူးပဲတင်ရှိပါအမိဘပြည်သူများလည်းကျေးဇူးတင်ရှိပါတယ်ကိုချစ်လောက်ကရှာဖို့ရကျွန်တော်ကိုချစ်ဒီတက်မကအလုပ်တွေအများကြီးရှာပြီးတော့အလုပ်သွင်းပေးမှာဖြစ်ပါတယ် CDN နဲ့ Special ပြည်သူတွေဒုက္ခရောက်နေတဲ့ပြည်သူတွေစမှုတန်းဆောင်ညီတွေညီမတွေလည်းနော်လုပ်ရရှိတော့ကျွန်တော်အမြဲတမ်းကူညီနေမှာပါရှာပေးနေပါဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ